ကျမ channel မှာစိန်တလုံးပင်လေးနှစ်ပင်ရှိတယ်ပင်ပြိုလေးတွေပေါ့နော်ဒီနှစ်ကတော့ဒီမှာကြည့်ပါအောင်ဖယားတရားတန်ခါသုံးလုံးနဲ့တီးပါတယ်ပင်လေးကဒီမှာဒီနှစ်မှစတီးတာမနှစ်ကမဟုတ်တစ်နှစ်ကကြတော့ဒီပင်လေးကတီးတယ်ဒီပင်လေးကအခုမတီးနိုင်သေးဘူးပင်ပြိုလေးတွေဆိုတော့မနှစ်ကဒီပင်ကအများကြီးစားလိုက်ရပါတယ်မနှစ်မဟုတ်တစ်နှစ်ကပေါ့နော်ဒီအိမ်လေးကိုရောက်ပြီးတော့3နှစ်ကြာမှာတစ်နှစ်ကဒီပင်နောက်တစ်နှစ်ကမတီးဘူးနောက်တစ်နှစ်ကဒီပင်ပြိုလေးကနေအခု3လုံးတင်ပါတယ်အခိုင်လေး4-5ခိုင်ကတော့ဖူးတယ်အဲကအမျိုးသားရှင်းနေဟိုမှာကြည့်6တော့အဲ့မှာဆိုလဲဖူးလေးတွေပါသွားຫນွေတွေဆွဲချရင်လည်းအပင်ဂိုင်းကိုဆွဲချိုးတယ်လို့ဖြစ်သွားကျင်းနဲ့ပါတယ်3လုံးနဲ့ကျင်းနဲ့တယ်ဒီထက်မကနောက်နှစ်တင်မှအများကြီးတီးပါစေ